နောက်ပိုင်းမှာတတိထားမိလာတော့မသိဘူးပေါ့နော် TikTok shop ပစ္စည်းပို့တဲ့သူတွေပဲဖြစ်ဖြစ်စာတိုင်းနဲ့ချိန်ပြီးတော့မှအလုပ်လုပ်တဲ့သူတွေပဲဖြစ်ပေါ့နော်ကားသမားတွေကအရင်လိုပေါ့နော်လေးလေးနက်နက်မရှိတော့ဘူးကျွန်တော်တို့ဟိုးအရင်တုန်းက TikTok shop ပဲဖြစ်ဖြစ်ဒီ Lazada ပစ္စည်းမှာတာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒါကားသမားတွေကတခြားလေးလေးနက်နက်လေးဖုန်းလေးခေါ်တယ်ဒါပစ္စည်းကိုမြူမချင်းလာစောင့်ပေးတယ်ပေါ့နော်ငွေကြိုချင်းပစ္စည်းဆိုရင်သူတို့ကပစ္စည်းထားခဲ့ပြီးလုံးဝပြန်မသွားဘူးကျွန်တော်တို့လူတွေ့မှလူနဲ့တိုက်ရိုက်ပစ္စည်းလက်ထက်အပ်ပြီးမှတခြားလေးပေးတယ်ပေါ့နော်အခုနောက်ပိုင်းကားသမားတွေကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ငွေကြိုချင်းပဲဖြစ်ဖြစ်အိမ်ရောက်ငွေချင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုဒါဖုန်းလည်းမခေါ်ဘူးရှို့ဆိုလို့ရှိရင်ပုံလေးပဲပို့ပြီးတော့မှပြန်သွားတဲ့လူမျိုးတွေရှိတယ်ပေါ့နော်လေးလေးနက်နက်နဲ့ပစ္စည်းမပို့လာတဲ့အပိုင်းတွေတော်တော်များများကြုံတွေ့နေရပါတယ်ဒါကကျွန်တော်တို့တယောက်တည်းတော့မဟုတ်ဘူးเนาะတော်တော်များများကိုကြုံတွေ့နေရတာပါအခုနောက်ပိုင်းမှာကားသမားတွေကအရင်လိုလေးလေးနက်နက်မရှိတော့ဘူးပစ္စည်းတွေကိုလည်းတခြားလေးပို့ပေးတာမျိုးမရှိတော့တဲ့အတွက်ကျွန်တော်တို့တော်တော်လေးဟိုမှာဒါစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ငွေကြိုရှင်းသမားတွေဆိုရင်ပို့ပြီးတော့မှနှင်လာတယ်ဗျာကိုကပတ်သက်ငွေကြိုပြီးတော့မှရှင်းထားပြီးသွားပြီသူကပစ္စည်းပို့ပြီးတော့မှဘတ်ဆိုကောက်ပြီးတော့မှပြန်သွားတယ်ကျွန်တော်တို့လူနဲ့လည်းမတွေးခဲ့ရဘူးပစ္စည်းကိုဒီတိုင်းချပြီးတော့မှပြန်သွားတာမျိုးတွေရှိတယ်ပေါ့နော်ဓာတ်ပုံရိုက်သွားတယ်စာပို့သွားတယ်ပေါ့နော်ဒီကြားထဲမှာပစ္စည်းပျောက်တာမျိုးတွေကျွန်တော်တို့ပတ်သက်ဆုံးရှုံးရတာမျိုးတွေဖြစ်ပါတယ်ဒီလိုကိစ္စတွေပေါ့နော် TikTok shop ကဆိုင်နေနဲ့ဒီပစ္စည်းပို့လုပ်နေတယ်ပေါ့နော်ဒီ delivery စာတိုက်တွေနဲ့တခြားလေးပေါ့နော်ဒီကိစ္စလေးတွေကိုရှင်းပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပစ္စည်းမှာတဲ့ customer တွေအနေနဲ့တော့တော်တော်လေးအဆင်ပြေမယ်လို့ထင်ပါတယ်မိတ်ဆွေတို့ဘက်မှာရောကျွန်တော်တို့ပစ္စည်းတွေပို့တဲ့အခါမှာယူရတာအဆင်ပြေလားကားသမားတွေအဆင်ပြေလားမပြေဘူးဆိုတာလေးကိုတစ်ချက်လောက်ဒါ comment မှာဝင်ရေးခဲ့လို့ရပါတယ်ကျွန်တော်တို့ဘက်မှာတော့လောလောဆယ်အလုံးဝအဆင်မပြေပါဘူးဗျ